တင်းချိုင်းဆောင်ကြီးဤကျိန်စာအသက်သွင်းထားသောလူသေးများနှင့်ရွာသားများအပေါ်လက်စားချေမှုတရေဇလံအခန်းတင်းချိုင်းထဲကတစ်သားအိမ်ဟောင်းရွာလေတွင်ဥပဇော်အသက်80တင်းချိုင်းဆောင်သည်တကိုယ်ထဲနေထိုင်ပြီးရွာသားများကသူ့အားတင်းချိုင်းဆောင်ကြီးဟုခေါ်ကြသည်သူ၏အိမ်သည်တချိုင်းနီးရှိတစ်သားအိမ်ဟောင်းဖြစ်ပြီးညဘက်တွင်အစိမ်းရောင်မီးခိုးများထွက်နေတတ်သည်တနေ့တွင်ရွာလူငယ်များဖြစ်သည့်မောင်ကျော်အသက်20စီကံမရှိသူမောင်မျိုးအသက်20မူရစ်ဆေးဆွဲသူနှင့်မောင်ရွှေအသက်19အတ္တကြီးသူတို့သည်ဥပဇော်၏အိမ်ကိုလှောင်ပြောင်ရန်ဝင်ရောက်ကြသည်သူတို့သည်အိမ်တွင်းမှအယိုးများကြေးနီအိုးစီများနှင့်လူသားရေပြားဖြင့်ဖုံးထားသောစာအုပ်ကြီးတစ်အုပ်ကိုတွေ့ရှိကြသည်မောင်ကျော်ကထိုစာအုပ်ကိုမိရှို့လိုက်ပြီးဒီအိုမင်းတီကောင်ဘာမှမတတ်နိုင်ဘူးဟုအော်ဟစ်ကထွက်ခွာသွားကြသည်အခန်းနှင့်ပထမဆုံးအသက်သွင်းခြင်းထိုညတွင်ဥပဇော်သည်တချိုင်းထဲရှိအသစ်မြုပ်နှံထားသောလူသေးအလောင်း3လောင်းကိုကြေးနီအိုးစီတီးကနတ်များအားတိုင်တီးသည်မနက်ဖြန်တွင်ရွာသားများသည်အယိုးစုများဖြင့်လမ်းလျှောက်နေသောလူသေးများကိုတွေ့ရှိကြသည်ထိုလူသေးများသည်မောင်ကျော်မောင်မျိုးနှင့်မောင်ရွှေတို့၏အိမ်များသို့တွားပြီးသူတို့၏မိသားစုဝင်များကိုတပ်ဖြတ်ကြသည်သို့သောထိုလူသေးများကိုမိသူမျှမတားဆီးနိုင်ပေအခန်း3ရွာသားများ၏ကြောက်ရွံ့မှုရွာသူကြီးဥပတန်းသည်ဥပဇော်ထံသို့တွားပြီးအကူအညီတောင်းသည်ဥပဇော်ကငါစာအုပ်ကိုမိရှို့ခဲ့တဲ့သူတွေကိုငါလူသေးတွေကဖမ်းမယ်ဟုပြောကရွာသူကြီးအားလှည့်ထွက်သွားစေသည်ညဘက်တွင်အသက်သွင်းထားသောလူသေးများသည်မောင်ကျော်မောင်မျိုးနှင့်မောင်ရွှေတို့အားလိုက်လံရှာဖွေကြသည်သူတို့သည်ရွာလမ်းများအိမ်များနှင့်တစ်တော်တဲတို့တွင်ပုံအောင်နေကြရသည်အခန်း၄လက်စားချေခြင်းမောင်ကျော်သည်သူ၏အိမ်တွင်သို့ပုံအောင်နေစဉ်သူ၏အမေ၏အလောင်းသည်သူ့အားမင်းကငါ့ကိုတတ်ခဲ့တာလားဟုမေးမြန်းလာသည်မောင်ကျော်သည်ထွက်ပြေးရန်ကြိုးစားတော်လဲသူ၏အဖေလောင်းကသူ့အားလေပင်ကိုညှစ်ဖမ်းလိုက်သည်မောင်မျိုးနှင့်မောင်ရွှေတို့သည်လည်းသူတို့၏မိသားစုဝင်များ၏အလောင်းများနှင့်ရင်ဆိုင်ရပြီးအလားတူအဆုံးသတ်ခံကြရသည်အခန်း9နနက်ခင်းနှင့်အဆုံးသတ်နနက်တွင်ရွာသားများသည်မောင်ကျော်မောင်မျိုးနှင့်မောင်ရွှေတို့၏အလောင်းများကိုတချိုင်းထဲတွင်တွေ့ရှိကြသည်သူတို့၏မျက်လုံးများသည်ဖောက်ထွင်းမြင်နိုင်ပြီးပါးစပ်များမှအစိမ်းရောင်အမှုန်များထွက်နေသည်ဥပဇော်သည်သူ၏အိမ်တကားဝတွင်ရက်နေပြီးငါစာအုပ်ကိုပြန်ရေးဖို့အချိန်တန်ပြီးဟုပြောကာရွာသားများကိုကြည့်ရှုနေသည်ဇက်သိန်းတလအကြာတွင်ရွာအနီးရှိတစ်တော်ထဲမှအသက်သွင်းထားသောလူသေးအစ်များသည်ညဘက်တွင်လမ်းလျှောက်နေသည်ကိုတွေ့ရှိကြပြန်သည်ပြီးပါပြီခင်ဗျာ